ဒီလေးကစားပြီဒီနေ့ကလည်းမနက်စောကြီးထားပြီးတင်နေရအခုဟာဆိုရင်တော့9:39ကျွန်တော်နားထားတာ4 နာရီလောက်ကျွန်တော်အဲ့ဒီအနာဆေးတဲ့နေရာအနာဆေးတဲ့ပြီးအဲ့အနာဟိုကဆေး6တောင်ရက်ခဲ့တာနဲ့တော့ကြာနေအခုကလည်း subscriber တယောက်ပဲလို့တော့30ပြေဘူးဆိုတော့တယောက်ပြေရတယ်တယောက်ပဲလို့ပဲထားလာဆိုတော့ဟောနည်းနည်းလာပဲလို့အဲ့ဒါတက်လာsorry ပါစကားပြောတာတိတ်မပေါ့အခုတော့ကျွန်တော်ပြန်တာအနာဆိုလည်းတုံးတော့ချင်းပြောက်တာဒီနာရ3 ရက်လောက်ရှိကိုပြောက်တယ်ကျွန်တော်တခြားအနာတွေဆိုလည်းအဲ့3 ရက်လောက်ဆိုပြောက်ကျွန်တော်စွမ်းနေတော့ရေကန်ထဲကိုမကြခဲ့ဘူးရှုံးလို့တွေ့ရတော့မသိမလို့တွေ့ရတပါကားစံလို့ရတဲ့အတိုင်းကြားနေရတယ်တောင်းပါတယ်အားကျွန်တော်ဖားသားရေးပေါ့နော်ချက်တယ်ဘာမေကတဲ့လို့ဝါလာမေလူလေးရတယ်အားချောင်းစုပ်တယ်ဝါကရော
ကျွတ်နေတယ်တေးရစောက်သေးရကျွန်တော်လာအတန်ပေးတကယ်ကြီးစကြိုးရတဲ့တိုင်ကြတယ်လန့်ခင်းစောအနေနဲ့ကျွန်တော်တည်းနဲ့ဘလို့ကြုံဘလို့ပြောကြုံရလဲဆိုတော့ပြောပြမယ်ဘလို့ရတော့နေနေတော့ကျတို့မမေရပါတော့ဟွာဝေးတာအိမ်ချန်နယ်လုံးဝေးတာအဲ့မှာအိမ်လေးကြီးဗျအဲ့ဒါဝေးပြီးတော့ဘုံလူငားလိုက်တယ်ငားလိုက်သူမမငားခင်လေးဆိုရင်ဘူးမှာလားသူမငားခင်တော့ဆိုရင်ခုတ်လို့မရမငားခင်ဆိုကျွန်တော်အဲ့ဒီမှာတော်ပြီဆိုရင်ကျွန်တော်ညမနဲ့ကျွန်တော်ညတာဟိုလေနောက်ကလည်းစောက်ခွက်မမေးကြီးထွက်လာကျွန်တော်လည်းလမ်းကြီးတယ်တော့မရှိဘူးခေါင်းမပူအောင်လုံးလုံးကျောင်းဒီလိုဝင်ကျောင်းလေးရတယ်ကြားရတယ်ကျွန်တော်ဟုတ်ပြီခေါင်းမပူလမ်းကြီးတယ်ကျောင်းမပြောနဲ့တတိအောင်ရှိတော့ရကျွန်တော်လည်းအေးစေးထားလိုက်တဲ့တိုင်းဟိုတိုင်းလေးပဲအတန်းလေးပါလေးပဲပေးတာပါပေါ့ဆက်ဆုံးဒီမှာစောက်သေးရအတန်းလေးပါလေးပဲပေးရမဟုတ်တော့စောက်ခွက်လေးပါဗျာကျွန်တော်ကမြင်လိုက်တယ်ဗျာကျွန်တော်အမှဒီတိုင်းသိရတော့ပါသေးနော်ဒီတိုင်းမထားလိုက်ပါညာဟုတ်ကျွန်တော်တို့ကမအိမ်ပြန်နေပြီးလမ်းကြည့်နေနေပြင်ပေါ်ကနေဖြည်းဖြည်းကြီးကောက်ပြလာအောက်ပြောကြပြီတော့ကြာမှတမ်းမရကောင်းဒီတော့မှကားလေးဝင်ပြီးတော့ဆောင်းနေပြီဒီတော့မှကားလေးဝင်ပြီးတော့ဆောင်းနေပြီကျွန်တော်အဲ့ဒီပထမဆုံးတင်ထားတဲ့ဗီဒီယိုပေါ့နော်ကျွန်တော်နောက်ထပ်အဲ့ဗီဒီယိုကိုပြန်ကြည့်နေဥတက်ဟုတ်ပါရဲ့ဒီထင်းနေရတယ်မတကောကြားတယ်ကြုံစကားကလည်းဘယ်လိုလေးပြောနေလဲမသိဘူးဘာဖြစ်နေလဲဖြစ်တယ်ပြောရတယ်ပဲပြောရင်လေစကူမဆိုင်ပါဘူးဆိုင်တော့ဆိုင်ပါရဲ့ဘယ်လိုပြောကျွန်တော်အဲ့ဒီစောက်ပြောတာနည်းနည်းချိုးမပြီးဘူးဆိုတော့ကျွန်တော်အဲ့မွေးကလေးအလို့ပြောစိတ်ဘယ်လိုပြောအဲ့ဒီစကားပြောရင်အနည်းဆုံးစိတ်နေတာပဲကျွန်တော်အဲ့စိတ်ရပြီးစားပါလားစကား10ခုပြောရင်စိတ်က7လုံးလောက်ပါဒီရောကျွန်တော်အလောက်အကြာကြီးတော့လုပ်ပြမှာမဟုတ်ဘူး15မိနစ်တက်တော့ဘလီအောင်ကြော်စေရကြော်ရင်ကျွန်တော်လုံးဝတင်းလို့မရတော့ပဲဒီမှာအေးပြရလို့ပြောကြတယ်ကျွန်တော်ဒီနာ
ရဲချင်လို့ကြည့်ရတာနားလေဆောင်ထုံးနေရမှာချမ်းကျွန်တော်တို့လည်းမတပိဆိုအဲ့တော့ချမ်းနေဗျချမ်းတော့စောင်းထုံနေဗျစောင်းထုံတော့ကြားတယ်ဗျကြားတော့ပြည့်တယ်တော့ပြိုးတယ်ဗျပြောတော့ကျွန်တော်စေးတယ်ဗျပမို့ဒီပြောက်တော့ပမို့ပြောက်လို့ရှာကျွန်တော်ခေါ်လာတာမသိဘူးပြရတော့လောမယ်နောက်ကျရင်ကျွန်တော်ဘာလေးသင်ပေးပါတော့ vlog လေးပါလေးသင်ပေးမယ်ဒီမကြတော့ကျွန်တော်မင်းနေလေးရောက်တော့မှာအခါကျရင်ကျွန်တော်မင်းနေအကြောင်း vlog သင်ပေးမယ်အဲ့ဒါကြလေအပိုင်း1နဲ့3သင်ပေးမယ်ကျွန်တော်တို့အဲ့ဒီလိုမျိုး edit တာတွေ click လုပ်တာတွေပညာတွေကျွမ်းအဲ့တော့အပိုင်းနဲ့သင်ပေးမှရမှာဗျဒီတိုင်းဆိုတေးရဒီပေါ်မှာနေပြီးကျွန်တော်6ခုလုံးနေရတာမသိဘူးဗျကျွန်တော်ကတော့မင်းနဲ့ကြည့်တော့တက်သွားတော့တေးနဲ့ပပင်လို့တေးရပြောက်ကျွန်တော်ဖြစ်နိုင်မယ်ဆိုတော့မောအတူတူတည်းဒါပေမဲ့ကျွန်တော်ထိတ်မှုလို့လာတော့မောဖြတ်သွားကျွန်တော်ဖြတ်လိုက်ရေစက်ချတယ်လို့စကြိုးရဲ့အတန်လို့လာမချောက်ပါစောက်သေးရတယ်ပြည့်တယ်ကတော့15မိနစ်ပြည့်တော့မယ်အဲ့ဒါနဲ့ကျွန်တော်ဗီဒီယိုရတော့မယ်ပေါ့နော်ဒီဗီဒီယိုတို့အားလုံးပဲမင်္ဂလာပါမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေအေးရွာနေနေလေးကြပါစေပြည့်ပြည့်ပြည့်တို့အားလုံးပဲ